saka lolodoma no saka lolodoma no I very long yaအတွင်းအကုန်သွားပြီဆိုလို့ရှိရင်တော့ကျင်းသေးတယ်ဆရာကြီးတို့ဒီရိတ်ဆက်ကြီးကကောင်းမွန်စွာအလုပ်လုပ်နိုင်မှာမဟုတ်တော့ဘူးနော်ကောင်းမွန်စွာလုပ်တော့မှာမဟုတ်တော့ဘူးအဲ့ဒါကဆိုဆိုဝါပြဿနာအန်ဒီရဖြစ်လောက်ဒီပြဿနာမဖြစ်သေးဘူးအဲ့ဒါကကျင်းသေးတယ်ဗစီအကုန်ဝိုင်းကျင်းသေးပေါ့စက်ကလုပ်လို့ရမှာမဟုတ်တော့ပို့ဆိုးတာကကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ညီကိုတွေဒီညတော့ဟိုစားစာတရံပေတရံနေနဲ့မပြောတော့စာတရံပေတရံမပြောတော့ဘူးဆိုတော့ဒီနေ့အခုရပိုင်းမှာပေါ့နော်နည်းနည်းလေးအမေးများတာလေးနည်းနည်းအဖြစ်များတာလေးပေါ့နော်ဖြစ်များတာလေးကဘာတွေဖြစ်များလဲဆိုဒီရပိုင်းအဲ့60 MB ဖြူတွေတော်တော်ပြတ်တယ်2 ဦး 3 ဦးလောက်ပေါ့နော်2 ဦး 3 ဦးတခြားလူတွေလည်းပြက်ရှင်ပြက်မောကိုမသိတဲ့ကဏ္ဍတွေပါလေ60 MB ဖြူပြတ်တယ်ပြတ်တဲ့ခါမှာကွင်းထဲမှာပေါ့နော်ပြတ်တဲ့ခါမှာပြတ်သွားမှန်းတော့သိတယ်ဒါပေမဲ့ဟိုပါပေါ့ဘာကြောင့်ပြက်လဲဆိုတော့ကိုညီကိုတွေကဟိုနားလေတက်ကျွမ်းတဲ့လူတွေလည်းခေါ်မပြဘူးပေါ့နော်ဒီဖြူပြတ်သွားတယ်ဖြူတစ်လုံးပြတ်သွားတယ်ဒီဖြူတစ်လုံးကဘလို့လွတ်လို့တယ်ဘယ်ကဏ္ဍအချိန်မှာသွားတယ်ဆိုတာကကြတော့ဟိုနည်းနည်းအတွေ့အကြုံနည်းတဲ့ညီကိုလေးတွေကြတော့မသိကြဘူးဗျမသိကြတဲ့အခါမှာဘလို့လဲဆိုတော့လောလောဆယ်သူတို့ရဲ့စိတ်ထဲမှာကဘာဖြစ်လဲဆိုတော့ဖြူပြတ်သွားတယ်ဖြူလဲမယ်ဝယ်မရဘူးဝယ်မရရင်ဝယ်ရသလိုဘလို့လုပ်မလဲတော့တဲ့ဒီဟိုပါပေါ့ဟိုလုပ်ငန်းမပြတ်ရေးပဲပေါ့နော်လုပ်ငန်းမပြတ်ရေးပဲလုပ်ငန်းဒီကူစဘာရိတ်တယ်မလို့ဆိုစဘာရိတ်တယ်မပြတ်ရေးအများများဆန်းဆန်းနဲ့လုပ်ငန်းတစ်ခုဟိုဒီကိစ္စတစ်ခုပြီးကျင်တဲ့စိတ်ပေါ့နော်အဲ့ဒါလေးနည်းနည်းဟိုဦးစားပေးကြတယ်ပေါ့နော်ဦးစားပေးပြီးလုပ်တဲ့ခါမှာပိုဆိုးသွားတဲ့ခန္ဓာလေးတွေရှိသွားတယ်ပေါ့နော်အဲ့လိုရှိသွားတယ်အဲ့အဓိကက60 MB ဖြူဆိုတာကဒီကျွန်တော်တို့ဒီမှာရေးဆက်တစ်စီးလုံးမှာသူကမိန်ပဲသူပြတ်သွားပြီဆိုကျန်တာဘာမှအလုံးမလုပ်တော့နော်သူပြက်ကသူ့အဓိကကသူပြက်တဲ့အကြောင်းရင်းကဒီ60 MB ဖြူဆိုတဲ့အာရီနည်းနည်းအာရီတော့မဟုတ်ဘူးဒီဖြူကြီးပြတ်သွားတဲ့ဟာကကြီးမားတဲ့ short ပေါ့နော်ကြီးမားတဲ့ short တစ်ခုခုဖြစ်သွားလို့ပြတ်သွားတာနော်ကြီးမားဆက်မှာကြီးမားပြတ် short တစ်ခုဖြစ်သွားလို့ပြတ်သွားတာအဲ့လိုကြီးမားပြတ်ရတဲ့အစိတ်အပိုင်းကလည်းနဲတယ်တော်တန်ုံကဟိုဥစားတော်ယုံတန်ယုံ short မျိုးလောက်နဲ့က तू ကမပြတ်ဘူးနော် तू ကမပြတ်ဘူးခံနိုင်ရှိတယ်ပေါ့နော် तू MB ရလည်းတောက်နေထည့်ပြီးတယ်အဓိကသူ့အဓိကဒုက္ခပေးတဲ့ကောင်ကအနီးကဆုံးရန်သူပဲကျွန်တော်ဖန်ကုန်းအောက်မှာအနီးကဆုံးရန်သူဒိုင်နမို short ကျသွားပြီဆိုရင်ဒိုင်နမို short ကျတယ်ဆိုတာကသူကသူဒိုင်နမိုရဲ့အတွင်းပိုင်းမှာတော့၎င်းဒိုင်နမိုနဲ့ဆက်နွယ်နေတဲ့ကျိုးတွေမှာတော့၎င်းပေါ့နော်ဒါကထဲမှာဒိုင်နမိုအတွင်းပိုင်းမှာလည်းအမျိုးမျိုးရှိတယ် short ကြပုံ short ကြတယ်ဒါတွေတော့မပြောတော့အဓိကဒိုင်နမိုမှာ short ဖြစ်ပြီဆိုရင်တော့ကျင်းတီပေါ့ဒီ60 MB ဖြူပြတ်ပြီဟုတ်ပြီဒိုင်နမို short ကြသွားပြီကျွန်တော်တို့ဖြူပြန်တက်လိုက်လို့ကောင်းသွားသည်ပဲပေါင်းလို့ရသည်ပဲထိုင်အောင်ဒိုင်နမိုမှာကပြဿနာတက်သွားတဲ့အတွက်ကြောင့်မလို့ဘယ်ဒီကိုတောက်လျှောက်သွားနိုင်လဲဆိုတော့နံပါတ်1တစ်ချက်ဘယ်ဒီကိုကောင်းအားပြန်မသွင်းနိုင်ဘူးနံပါတ်2တစ်ချက်ဘယ်ဒီကိုကောင်းအားမသွင်းတဲ့အတွက်ကြောင့်မလို့ဘယ်ဒီရဲ့အတွင်းမှာရှိတဲ့အားရှိသွေး၍သာလင်စက်ကအလုပ်လုပ်တော့မှာနော်စက်ကအလုပ်လုပ်တော့မှာနော်အဲ့ဘယ်ဒီလုံးရအတွင်းအားကုန်သွားပြီဆိုလို့ရှိရင်တော့ကျင်းသေးတယ်ဆရာကြီးတို့ဒီရိတ်ဆက်ကြီးကကောင်းမွန်စွာအလုပ်လုပ်နိုင်မှာမဟုတ်တော့ဘူးနော်ကောင်းမွန်စွာလုပ်တော့မှာမဟုတ်တော့ဘူးအဲ့ဒါကဆိုဆိုဝါပြဿနာအန်ဒီရဖြစ်လောက်ဒီပြဿနာမဖြစ်သေးဘူးအဲ့ဒါကကျင်းသေးတယ်ဘယ်ဒီအကုန်ဝိုင်းကျင်းသေးပေါ့စက်ကလုပ်လို့ရမှာမဟုတ်တော့ပို့ဆိုးတာကဒိုင်နမိုများရှော့ကြပြီးတော့ဘောနော်ပြဿနာဒိုင်နမိုတွင်းမှာပြဿနာတစ်ခုခုဖြစ်ပြီးတော့
အားကိုမသွင်းတာကဒီလောက်ကြီးပြဿနာမရှိပေမဲ့အားအများကြီးသွင်းနိုင်သွားရင်ကြောင်းမျိုးကြောင့်ပေါ့နော်အတွင်းမှာဖြတ်တာတောက်တဲ့အပိုင်းတွေမှာအဲ့ဒါတက်သွားတယ်ပေါ့နော်အဲ့လိုအဲ့ဒါတက်သွားပြီဆိုလို့ရှိရင်ဘေရီကိုသွားပြီးတော့ဒုက္ခပေးမှာဘေရီကိုလွန်ကဲစွာအားသွင်းလိုက်တဲ့အခါမှာဘေရီကဘာဖြစ်လဲဘေရီအိုးကြီးဖောင်းလာတာတို့ဘေရီအိုးကြီးပျက်စီးသွားတာမျိုးတို့နော်ဒီချက်ပို့ဆိုးသွားရင်တော့ထပေါက်တာမျိုးတို့ဘာလို့မျိုးတို့အဲ့လိုမျိုးတွေဖြစ်လာပြီဆိုရင်တော့လူလည်းအန်တယ်ဖြစ်နိုင်သလိုတခြားမလိုလားအဲ့ဒါပြဿနာတွေဖြစ်နိုင်တယ်အဲ့ဒီတော့ဒီ60 ampere ဖြူငန်းကြီးကိုပြတ်ပြီဆိုရင်တော့ဆေးဆက်တေချာနားလဲတဲ့သူမဟုတ်ကျွမ်းကျင်တဲ့လူတွေနဲ့ပြတ်တာပြီးတော့ဒါကိုပြန်လဲစီစစ်တာအကောင်းဆုံးပဲလို့ကျွန်တော်အကြံပေးချင်ပါတယ်